အားလုံးပဲမင်္ဂလာပါเนาะမျိုးတို့ရေကျွန်တော်ပေးတဲ့ဘူးကြော်ပတ်ပြီးတုံညာတစ်လုံးကတော့မင်းကအခွင့်နေပါတယ်ခွင့်လှသွားပြီပေါ့เนาะအဲ့တော့ကျွန်တော်ဘက်ကတောင်းကြည့်သွားခဲ့ပြီเนาะဘာတောင်းကြည့်သွားခဲ့ပြီဘူးကြော်ပတ်ပြီးတဲ့ခွင့်လှသွားပြီ3-8ကီလေညနေဘက်မှာထွက်သွားပြီပေါ့เนาะအဲ့တော့ကျွန်တော်ဘက်ကတောင်းကြည့်သွားပြီအဲ့တော့ဒါပေမဲ့ကျွန်တော်ဆက်ပြီးစူးစမ်းပေးဦးမှာပါနောက်နေ့လည်းဆက်ပြီးစူးစမ်းပေးမယ်ကျွန်တော်ရေုံကြည့်နဲ့ပြောကြပါနော်ဒီမှုကြောပတ်တိရထွက်သွားပြီဆိုတော့ကျွန်တော်ဒီတပတ်စာအတွက်ပတ်တိလုံးထပ်ပေးခြင်းတယ်ပေါ့နော်ပတ်တိလုံးထပ်ပေးပါမယ်ကျွန်တော်ရဲ့ channel လေးကိုမကြည့်သေးတဲ့လူတွေရှိသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ channel လေးကိုလက်မလေးနှိပ်ပြီးတော့ subscribe လုပ်ပါကြပါเนาะနောက်ကျွန်တော်ဗာတင်မျိုးတို့ရှိရအောင်လို့ပေါ့နော်ဒါမှလည်းကျွန်တော်တင်တဲ့ဟာမျိုးတို့ရှိရောက်တော့မျိုးတို့ရဲ့ကျွန်တော်ကကဏ္ဍနဲ့မျိုးတို့ရဲ့ဒီ1ချိန်လေးနဲ့တွဲပြီးထိုးပေါ့နော်အဲ့တော့အကွက်နဲ့အောင်တာပေါ့အဲ့တော့ဘယ်လိုလဲဆိုတော့ဒီတပတ်စာပတ်တိတစ်လုံးကတော့ကျွန်တော်အထက်တိုင်းဆုံးစူးစမ်းပေးထားရပေါ့နော်ဒါပေမဲ့ဗုဒ္ဓဘူးတော့မကြော်တော့ဘူးထင်ပါတယ်နော်တပတ်စာလို့ပြောရင်ဗုဒ္ဓဘူးမကြော်တော့ဘူးထင်ပါတယ်ဘာကြောင့်လဲဆိုတော့သူကလည်းအားကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်တစ်တလုံးအားကောင်းပါတယ်အဲ့တော့စားသမားတွေလိုက်ပါစားလေးနဲ့ဆက်လိုက်ကြပါစားသမားတွေနော်ကျွန်တော်ဘက်ကတော့90ရာခိုင်နှုန်းတော့အမခံကျွန်တော်ဘက်ကတော့ဘာမှဒီရွေးချက်မရှိဘူးเนาะကိုဒီကောင်မောင်နှမတွေနှလုံးကစားတဲ့လူတွေဟိုဘယ်လိုလဲနှလုံးရှုံးတဲ့လူတွေအဆင်ပြေအောင်လို့ပေါ့เนาะကျွန်တော်ဘက်ကတက်နိုင်သလောက်လိုက်ဝင်ပြီးတော့ကူညီတာပါเนาะဆရာကြီးလည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တက်နိုင်သလောက်ကြိုးစားပြီးတော့ချပြပေးတာပေါ့เนาะအဲ့တော့မျိုးဘက်ကရုံကြီးနဲ့ထိုးပါတပတ်စာပတ်တိတစ်လုံးကဗုဒ္ဓဘူးတော့မကြော်တော့ဘူးလို့ထင်တယ်နော်အဲ့တော့နေ့တိုင်း1ချိန်လေးပေးမယ်ပေါ့နော်နေ့တိုင်း1ချိန်ကတော့မနေ့ကလည်းအောင်သွားခဲ့ပြီနော်မနေ့ကညနေလည်းအောင်သွားခဲ့ပြီဆိုတော့ဒီနေ့လည်းနေ့မနက်ညနေကုန်ပေါ့နေကုန်1ချိန်ကြီးတစ်စုံကတော့နေကုန်1ချိန်ကတော့38 1ချိန်နော်38 1ချိန်ခီးတစ်စုံကတော့496ခီးပါနော်အဲ496ခီးကို38 1ချိန်နဲ့ကပ်ပါနော် main awkward do main quad ပြီးတော့ကျွန်တော်ထုတ်ပေးခြင်းတယ်ပေါ့နော်ဒါပေမဲ့လည်းဒီကမဲ့ကျွန်တော်ထုတ်ပေးတဲ့ main quad ကမပါဘဲနဲ့အရန် quad တွေကပါသွားပြန်လို့ရှိရင်လည်း main ဆိုတော့ကဘယ်လိုကမဲ့ကိုရှိကို quad ကြီးတွေရောက်နေတာနဲ့အကွက်လေးတွေအကွက်ကြီး main quad ထုတ်ပေးပြီးတော့မှအကွက်လေးတွေရောက်သွားတယ်ဆိုလို့ရှိရင်ပိုပြီးနားဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ညမတက်တာအကုန်လုံးထိုးပါနော်အဲ့တော့ဘယ်ဟာအများဘယ်ဟာအနည်းလဲဆိုတော့ကျွန်တော်မပြောတတ်ဘူးเนาะဘာလို့လဲဆိုတော့ဟို main ကွက်ထုတ်ပြီးလိုက်တဲ့အထဲမှာမပါဘဲနဲ့အရန်ကွက်ထဲမှာပါသွားလို့ရှိရင်မိတ်ဆွေတို့ကနင့်နာမှာပေါ့เนาะအဲ့တော့အကုန်လုံးကိုညမတက်တာနဲ့ထိုးပါ
အဲ့တော့ကျွန်တော်ပေးမယ် main ကျွန်တော်ပေးမယ် main ကွက်3ကွက်တော့ရှိရပါတော့ဒါပေမဲ့လည်းကျွန်တော်ပေးချင်တယ်ပေါ့ဒါပေမဲ့လည်းမပေးတော့ပါဘူးเนาะကွက်ကိုပဲချင်းချင်းထိုးကြပေါ့ဟုတ်တော့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်မနေ့ကလိုပဲဒီနေ့လည်းဆက်အောင်မြင်ကြပါစေ